ညီလေးတခါကြီးမတွေ့တော့ဘူးလား ဘယ်တကားကြီးတော့ အရှေ့ဘောက်ကဝင်ခဲ့ဆိုတဲ့တခါကြီးอ่ะ ဩကိုဝင်ခိုင် ဟမ် အတော့အတားရန်ထောင်တာတော့ယောက်ျားဆိုမိန်းမလိုပဲရွာထဲမှာလည်းအဲ့လိုပဲသူပြောရင်စက်စက်နေမကောင်းအိမ်ဝင်းထဲကနေပြီးတော့အော်ပြီးတော့လှမ်းပြောနေတာခါကြီးထောက်တော့ပြီးရန်ထောင်ရေပေါက်ရင်ပေါက်ကြပြန်ပြီးဘုံမရေရှမ်းပြန်ပြီးကာလာနာတွေရောတေးချင်းစိုးတွေရောမချက်ပေါက်နေအဲ့ခေါက်တော့လည်းအဲ့တိုင်းပဲဟိုဆန်ငယ်ဘိန်းလေးလာဖာပေးတာမှာဗောဖာပေးတော့ရတယ်ဖာခဲ့လာခဲ့ယူမဲနဲ့နေ့လယ်ပိုင်းညလာခဲ့လို့ဟုတ်ပြီလို့အဲ့ဆိုရင်စောင့်မယ်လို့ဆိုပြီးတော့အဲ့နောက်ကျောင်းပေါ်စောင့်ပြီးတော့နေ့လယ်ကင်းကကိုကမတွေ့ရတော့မလာဘူးမှန်တယ်မလာဘူးဆိုတော့ကြတော့ခပြဘောင်းနေကင်းကိုမလာနေကင်းကိုမလာတာတုံးလို့အဲ့ဒီဒီကျွန်တော်ကကျောင်းပေါ်ကနေစောင့်နေတာဆိုလာတယ်လေးတဲ့ကိုတော့ပြန်တော့မူနေတာလေကိုတော့အဲ့ဒါတခါကြီးကဘယ်ခင်ဗျာဘယ်လာမှုတော့ဒီနှမ်းငင်းနဲ့ဖြက်လာနှမ်းငင်းနဲ့ဖြက်လာကိုသင်းငန်းလာတော့ကိုအရှိဘောက်ကမလာဘဲနဲ့ဆိုမှအဲ့ကြမှာနောက်ရကြမှာဘိန်းလာဖာတာမရဘူးအဲ့ပူတော့တားရန်ထောင်တာ